နနာလိုက်ခင်မောလွတ်လာပေမဲ့လွန်ငင်းချမ်းသာခွင့်မပါလာသေးတဲ့ခင်မောကြောင့်ဝဲလင်းနေရတဲ့ခိုင်တင်းကြီးနနာလိုက်ခင်မောဦးစီတီဟာကအကျဉ်းချနေခင်ကပြန်လည်လွတ်မြောက်လာပေမဲ့လည်းပြန်လည်လွတ်မြောက်လာခြင်းမရှိတာကခိုင်တင်းရဲ့ခင်မောကိုခန့်နိုင်ဖြစ်ပါတယ်။တခေတ်တစ်ခါကအောင်မြင်ကြတဲ့ထိတ်တန့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့နနာလိုက်နဲ့ခိုင်တင်းကြီးတို့ဟာမြန်မာနိုင်ငံထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တထေးတွေနဲ့လက်ထပ်ထားတာပါ။ဒါပေမဲ့လည်းလုပ်ငန်းတွေနှစ်တွေမှာတော့နနာလိုက်ခင်မောဖြစ်သူဦးစီတီဟာနဲ့ခိုင်တင်းကြီးရဲ့ခင်မောဖြစ်သူကိုခန့်နိုင်တို့ဟာအကျဉ်းချခံခဲ့ရတာပါ။ပုတ်ခါမှာတော့နနာလိုင်းရဲ့ခင်မောဖြစ်သူဦးစီတီဟာနဲ့ရပ်ပွားဖြစ်သူစေကွာဦးခင်ရွှေတို့ဟာပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းကိုသိရတာပါ။ဒါပေမဲ့လည်းတရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးရဲ့ခင်မောဖြစ်သူကိုခန့်နိုင်ကတော့ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ခိုင်တင်းကြီးဟာခင်မောနဲ့အတွက်ပဋ္ဌာန်းဒေသနာတော်တွေရုပ်ခတ်ပူဇော်ကပြန်လည်လွတ်မြောက်လာစေဖို့ဆုတောင်းပေးခဲ့ပေမဲ့မလွတ်မြောက်လာနိုင်သေးတာဖြစ်ပါတယ်။ခိုင်တင်းကြီးဟာပရိသတ်ခိုင်မာရှိထားတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီးစကားပြောဆိုပြောဆောင်မှုတွေကထူးခြားတွက်လက်နေတာကြောင့်လည်းပရိသတ်တွေကမပို့ကျွလို့ချစ်စနိုးနဲ့ခေါ်ကချစ်ခင်အားပေးကြတာပါအခုခါမှာတော့ခိုင်တင်းကြီးဟာခင်မောနန်နဲ့ပြန်လည်မဆုံစည်းနိုင်လို့အားလုံးကစိတ်မကောင်းဖြစ်နေကြပါတယ်။နောက်ပိုင်းမှာတော့လွတ်လပ်ရေးအနေနဲ့လွတ်ငင်းချမ်းသာဝင်ပေးလင်းရှိတာကြောင့်တရုတ်ဆောင်ခိုင်တင်းကြီးကခင်မောနဲ့ကိုခန့်နိုင်လွတ်မြောက်လာစေဖို့ဆုတောင်းပေးတယ်တကယ်တမ်းမှာခိုင်တင်းကြီးယောက်ျားပါမလာခဲ့ပါဘူးအခုခါမှာနနာလိုက်ခင်မောလွတ်မြောက်လာပေမဲ့ခိုင်တင်းကြီးရဲ့ခင်မောကမလွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်